ဒီနေ့ framework တွေကိုဖတ်မှာပါအခုအစားသွားဝယ်ပါမယ်အစားတော့ဒီမှာ Judo ရဲ့ ဆော့ခိုင်းနေရတော့ကျွန်တော် Judo ရဲ့ရင်ဝယ်ရပါမယ်စပားရဝယ်ခိုင်းတာပေါ့နော်စပားရဝယ်ပြီးတော့ framework တော့ကျွေးရမှာပါ framework ကပါကောင်းကြီးလဲဆိုတော့ထွန်းစားဝယ်ပါအခုက framework တော့ဖတ်မှာပေါ့နော်ဒီကောင်ကို play နှိပ်ပြီးတော့ slash နှိပ်ပြီးတော့ဖတ်ပါမယ်အခုဆိုစပြီပေါ့နော်အခုဒီမှာ framework တွေတော်တော်များတယ်ပုန်ကအဘလာဘူးပဲဖတ်ရတယ်နော်ပုန်ကအဘလာဘူးပြီးနေရမယ်โอเคပြီးနေလိုက်ပြီနေ့ရတော့ရတယ်တော်နေ့ရဒီကောင်ကြီးကြားလိုက်တော့ကွာတော့ကြားပဲအပေါ်အတဲပုံပြေအောင်ဆော့အခုပွဲမတော့ဆန်တယ်ညောပါပြီဒီမှာအကောင်ပုန်ကအဘလာဘူးချရမယ်အောက်ကိုမနာချရင်မနာရောက်သွားဟိုဘက်မှာငါ့ချာရှင်းမှာပါရှိတယ်ပဲကြည့်လိုက်အောင်ဘာမှမရှိဘူးလေဝေးလို့ပေါ့လို့တွေ့အဲ့ဆိုအကောင်တော့ထပ်ဖမ်းနေတော့လေပုန်ကမှလာဘူးစပိတ်ဆက်ရှယ်ပေါ်မြန်လေဒီကောင်ကစပိတ်မြန်တဲ့အကောင်ဖမ်းမှရတယ်ပုန်ကအဘလာဘူးနဲ့ဆိုဟိုမှာရင်းကြီးဖမ်းရတယ်ဒီကောင်လေးကမတည်နေနေရစပိတ်ကတော့တော်မြန်တယ်ဒါအပေါ်အသေးပုံပြေရတယ်နည်းကြားတယ်လို့ရောရှိရနော်အခုဆိုရတော့မယ်အပေါ်မှာနည်းနည်းလေးပဲလို့အခုတော့ရပါရဲ့နောက်ကောင်ခေါ်မှရမယ်တာပါဟောဝကုန်းလေးပဲဝကုန်းပေါ်ခေါ်တယ်။ဒါနဲ့နည်းနည်းဒီကောင်ကျနည်းနည်းမြန်နေထင်းရတယ်။အခုဆိုရောင်ကနည်းနည်းလေးရှစ်သွားလိုက်အောင်ပါ။နည်းနည်းအရှိအောင်ကောင်းတလေးများထပ်ပေါ်မှာ။ဟိုမှာပတ်တော့ပြန်တော့တွေ့ရ။ကောင်ကိုတင်းနေတဲ့ဆက်စီနီးကိုထောင်းလိုက်တော့မယ်။အနားမှာနည်းနည်းအများကြီးပဲပေါ့အသက်တွေတော်တော်များတယ်။ဒီကောင်ကနည်းနည်းတော့ကြာတယ်။ဘောအသေးပုံကြီးအခုတောင်းနေတယ်နည်းနည်းတယ်လို့ပဲရှိတယ်။ဒီကောင်အရှိရတော်တော်နှီး။သူရောင်ဆိုတော့နောက်တစ်ကောင်အချိန်မှခေါင်းလိုက်တော့မယ်။မိခုနကအရာရောက်မှပျောက်သွားတော်သေးရမိတော့ဒီကောင်လေးမကြခင်မှာရောက်တော့မှာပေါ့နော်ဟိုရှင်းမှာချက်စီးနေမလားနေခေါင်းလိုက်တော့မိတော့မိဒီကောင်လေးလည်းမြန်တာပဲအခုရောက်သွားဆိုတော့နောက်တစ်ကောင်ခုံမှုကြည့်ရမယ်အရှင်းမှာထွန်းစာအုပ်က3ကောင်တွေ့ထားတယ်ခုံလိုက်ကောင်းလားဆိုခုံလိုက်မယ်အရှင်းမှာစကြည်ထက်ခုံမယ်တကောင်ထွန်းကီဝီကျမအတက်ဒီလေးလာခုံကောင်းမလားခုံလိုက်ပါမယ်အတက်ဆိုရဲဒီကမှာစစ်ပြီးရတော့နေဒါပေမဲ့ဝေးရတော့တော်မြန်တယ်ဟိုရောက်သွားအရှင်မပင်မတက်တွေ့ရတယ်အကောင်မှာဖမ်းမလိုက်တော့ဘူးပတ်စောရတယ်တေဝါရစကန်ပြန်ရတော့channel ပြန်လာပြီ channel မှာဆိုတော့ပွဲတွေလိုရကောင်ပြထားရအောင်လိုရကောင်တော့ရောင်းခုံမလိုရကောင်တော့ရောင်းမယ်မလိုရကောင်ရဒီမှာ5ကောင်ရှိတယ်ဟောဆို5ကောင်ရောင်းလိုက်တော့5ကောင်ရောင်းလိုက်တော့ပတ်စံဘယ်လောက်ရရပတ်စံ4000လို့ဆိုပါโอเคရောင်းလိုက်မယ်ကဲအခုဒီမှာစပိုင်းလည်းကျွေးမယ်တယောက်ခုဒီစာကြွေးပြီးသွားဆိုတော့နောက်ဆက်အကောင့်တွေအတက်တွေထပ်ဖမ်းလို့ရအောင်ဒီကျိုးသွားဝယ်မယ်ကျိုးကဒီမှာအတက်တွေရောရှိနေတယ်ဖောက်ရမှာဆိုတော့အခုကျွန်တော်က100ရှိဆို50တန်းတခုဖောက်လိုက်မယ်ဖက်စတီလာဆိုတော့တခုရတယ်ဆိုတော့အခုအကောင့်ဆက်ဖမ်းမယ်ဘာကောင့်ရှိလဲစပိန်ညံတဲ့ကောင်လေးပဲကျွေးသွားတာတော့အခုလည်းအကောင့်တွေမတွေ့သေးပါလားဒီမှာအကောင့်တွေကောင်ပေါ်လာဒါပေမဲ့ဘလို့ခုံရလည်းမသိဘူးခုံလို့မမီးထင်တယ်တွေ့ရောအကြီးနှစ်တုံးမတုံးမဲ့ကြတော့အရှိမအကောင့်တွေလမ်းပြီးမိဒီကောင်လေးရောရပါနောက်တစ်ကောင်ခုံလိုက်မယ်နောက်တစ်ကောင်ထပ်ဖမ်းမယ်ကဲရပြီဟိုအရှိမ story elephant ဒီကောင်နှီးရဲကွာတက်တုံးတက်မှုတော့ခတ်တာပဲခတ်မယ်ထင်နေတယ်အတဲကတုံးအောင်ရောပါ
ပြန်တေသွားကြီးလိုရဲကောင်ပဲထားပြီးမလိုရဲကောင်တော့ပြန်ပြန်ပါမယ်မင်းနှပြောဒီစားကွာရောမင်းအကုန်ကျွေးလိုက်တော့မှာကွာရောအကုန်စားရတော့ဆိုခုနကအကောင့်လိုပဲအစပိညံသောအကောင့်နဲ့ပဲနောက်တဲ့အကောင့်တွေထပ်ထပ်ဖတ်မယ် let's go ဟာချုံမမတက်တဲ့တွေ့ရတယ်ဟာဟိုကကြည့်မိသူတို့အောက်မှာကူးတောင်းဆိုပြီးကူးတောင်းတယ်ဝိုင်းသူတို့ရဲ့အစွမ်းရင်ထွက်တာပဲဒီကောင်ကြီးအပင်ဖြိုးလို့ရလားမသိဖြိုးကြည့်အောင်ရရဟာဟိုမှာပေါ်လာရင်ကပချီနိုဆက်စီနိုဘေးနားမှာနောက်တစ်ကောင်အကောင်မခွာရတော့တေဝါကြီးချမိုးပေါ်မှတ်တတ်ပြီးပါကျွန်တော်ပုံရော်လာကြည့်နေတာပတ်စံလေးပြီးသွားကဲအခုအကောင်ကြီးပြန်ရွေးမယ်ဘယ်ကောင်မြေသုံးနေမျက်နှာကောင်လေးတော့ထပ်ဖမ်းမယ်အရှိအကောင်ခုံလိုက်မယ်ထခုံမယ်ထခုံမယ်ဝါနောက်တစ်ကောင်ရှိပူပါတီလို့ခုတီလို့အကောင်လမ်းမအကောင်ပန်းမိလမ်းဒီမီရပြီဒီရထဲမှာတွေ့ရကောင်ရတိတ်ပြီးတော့မမကြီးတေးပြန်ပြီကွာစခုံနေတခုံကောင်းလားတခုံလည်းတခုံနေအကောင်လေးမပေါ်မချင်းတခုံနေစတိုက်ခုံသွားပြီအရှိအကောင်နဝေးနေတခုံနေခုံလိုက်ကောင်းစခုံလိုက်မယ်ဒီကောင်တော့နေရပဲတခုံနေအကောင်တကြီးတော်မြန်လာပဲပြေတော်မြန်လာပဲလာလို့မပြီးတော့ဒီကောင်ရအရင်နေသွားပြီနောက်ကောင်တွေသွားကြပြီတော်လေးဝင်ပြီးထပ်ခုံစတိုင်းခုံမှတင်ပြီးတော့မိလာမီရှေ့စတိုင်းခုံထပ်ခုံဒီကောင်လည်းမြန်ရောက်ထပ်ခုံရှေ့ထပ်ခုံတော်များများကောင်မှလိုက်လို့ရတယ်ကြောက်သွားဘူးကိုကအကောင့်တွေတွေ့ပြီဒီကောင်မျိုးတော်တော်များများပုံမယ်ကြည်ရနည်းနည်းအောင်နှီးဒီကောင်ကရောက်နောက်ဆက်အကောင့်တွေပေါ်စပန်ရအောင်ကောင်းတကောင်စီး我这点多嘛，这点多，阿公看没，ဒီကောင်မြန်နေပြေးရကိုပြေးရင်တော့မှနေတော့ရပါပြီဆိုတော့နောက်ထပ်ခုနလိုအကောင်တစ်ထပ်ပေါင်းစတိုင်းအကောင်တစ်ကောင်ခွာစီပြီးတော့စပမ်းမှာရမယ်ခုနစီကွဲကောင်ရမသိဟိုမှာပြန်ပေါ်လာတယ်အခုရမလားမသိစမ်းကြည့်အောင်မယ်မီလာလောက်တယ်သူကစားဘူးလောက်ကောမီလာနောက်တစ်ချက်နိုးဒီပါပြန်ပြီကွာဦးတင်တို့နဲ့ဒီခုနအကောင်ကတော်စီကြီးရဲ့ကောင်လေ rainbow အစင်
ဆိုတော့အခုမလိုရကောင်ထပ်ရောက်မယ်ပေါ့နော်မလိုရကောင်ထပ်ရောက်မယ်ပုံမဒီလိုကတကယ်တည်းပြီးရောင်းကောင်းမှန်းမသိဘူးဒီခရကိုဒီလိုရောပဲဆိုတော့နှစ်ကောင်လုံးရောင်းလိုက်တော့မယ်ဒီတစ်ခေါက်ပတ်စံ9000ကျော်ကျော်ရတယ်9800ရတယ်ဆိုတော့ရောင်းမလိုက်မယ်လို့ဒီမှာအစာရလက်ပြန်ဝယ်လို့ရတယ်အစာရဝယ်မယ်ဘာရောင်းလဲဆိုတော့ဟောဒီမှာရွှေဖျောင်းဒီရောင်းဖျောင်းဒီအများကြီးဝယ်ကြတယ်မယ်ဒီဘာရှိလဲတော့မသိဖျောင်းဒီရောအကုန်ဝယ်ရတော့ဖျောင်းဒီအများကြီးကျွေးမယ်ဒီကောင်ကိုလည်းဖျောင်းဒီကျွေးမယ်ဒီထဲမှာဘာတွေထပ်ဝယ်လို့ရတယ်လဲမသိဘူးအောက်ဆုံးဆက်ချလိုက်အောင်မယ်ဟောဒီမှာ9ရရှိတယ်9ရလည်းရှိတယ်ဆိုတော့ကွန်ပေါ်သွားလိုက်တော့โอเคဒီခုကြောင့်ဟိုဒီလိုနည်းနည်းကျွေးမယ်ဒီကောင်ကိုအကုန်ကျွေးလိုက်တယ်โอเคဒီတော့ဆိုရအဆင်ပြေ Lion Sprite လုံးကိုမြင်ကြတယ်